ကဲအေမီဆန်ကလူပုတ်ကိုနော်တဲတဲဘီ TV ဆိုရရောက်ထုပစ္စည်းရှော့ကူဒိုးဆိုတာနေရာပြစလုံးထမင်းစားတဲ့နေရာကြီးမှုရှော့ယုံကန်အလုပ်လုပ်တဲ့နေရာနော်အဲ့ဒါကြောင့်မလို့ဒီအရှိကနောင်းနေရာမှာလူပုတ်ကိုတွေရရောက်ထုပစ္စည်းတွေနေရာပြစလုံးနေလိုက်လို့ရတယ်လို့ပြောထားတာပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်မယ်နံပါတ်၄ noun 1က noun 2 test noun 1က noun 2ဖြစ်ပါတယ်ပေါ့ကဲဒါလေးကကြတော့အခန်း1မှာလည်းပါတဲ့ပုံစံလေးပါအခန်း1မှာတော့ကျွန်တော်တို့ mini စလုံးတွေအများကြီးသိမတည်သေးတဲ့အတွက်ကြောင့်မို့လို့အများကြီးထည့်ပြီးမတုံခဲ့ရသေးဘူးကဲအခုအခန်း3မှာတည်ထားတဲ့အခန်း3မှာကြက်ခဲ့ရတဲ့စလုံးတွေတုံးပြီးတော့မှပြောကြည့်မယ်ပေါ့နော်ကဲဒီမှာဆိုလို့ရှိရင်ကျွန်တော်မှတ်ရမှာလေးပါရှိလဲဆိုတော့လေအချီဥပမာနံပါတ်1ကိုကြည့်ရအောင်အခုနီဝဒိုချီရာဒက်စ်ကနိုင်ငံကဘယ်ကလဲဆိုတာဘယ်နိုင်ငံကလဲလို့မေးတာဖြစ်ပါတယ်နော်ဘယ်နိုင်ငံကလဲလို့မေးတဲ့အခါမှာနိုင်ငံနာမည်ကိုဖြည့်ပေးရုံပါပဲမြန်မာဒက်စ်မြန်မာဖြစ်ပါတယ်နံပါတ်2ကကြတော့ခိုင်းရှားဝါဒိုချီရာဒက်စ်ကခိုင်းရှားဆိုတာကုမ္ပဏီကဘယ်ကလဲဘယ်နေရာမှာလဲကုမ္ပဏီကဘယ်နေရာမှာလဲဆိုတာကုမ္ပဏီရဲ့လိပ်စာကိုမေးတာမဟုတ်ဘဲနဲ့ဘယ်ကုမ္ပဏီကလဲလို့မေးတာဖြစ်ပါတယ်အဲ့တော့ကုမ္ပဏီနာမည်ကိုဖြည့်ပေးရုံပါပဲ IMC Desk IMC ဆိုတာကုမ္ပဏီနာမည်ပေါ့နော် IMC ကုမ္ပဏီဖြစ်ပါတယ်ပေါ့နောက်တစ်ခုကကြတော့ဒိုင်ဂါကူဝါဒိုချီရာဒက်စ်ကဒိုင်ဂါကူဆိုတာတက္ကသိုလ်တက္ကသိုလ်ကဘယ်ကလဲဆိုတာဒီဒါတက္ကသိုလ်ရဲ့လိပ်စာကိုမေးတာမဟုတ်ဘူးဘယ်တက္ကသိုလ်ကလဲဆိုတဲ့တက္ကသိုလ်နာမည်ကိုမေးတာဖြစ်ပါတယ်ကဲအဲ့လိုမေးတဲ့အခါမှာတက္ကသိုလ်နာမည်ကိုဖြည့်ပေးရုံပဲပေါ့နော်ဆာကူရာဒိုင်ဂါကူဒက်ဆာကူရာတက္ကသိုလ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဥချီအိမ်ဥချီဝါဒိုချီရာဒက်စ်ကအိမ်ကဘယ်မှာလဲနော်အိမ်ကဘယ်မှာလဲဆိုတာလေဒါအိမ်ရှိတဲ့မြို့ကိုမေးတာပေါ့နော်မြို့သို့မဟုတ်ရွာပေါ့လိပ်စာတိတိကျကျဘယ်လမ်းဘယ်မြို့ဘယ်ရပ်ကွက်အဲ့လိုမျိုးတိတိကျကျမေးတာမဟုတ်ပါဘူးအိမ်ကဘယ်ကလဲဆိုအိမ်ရှိတဲ့မြို့ကိုဖြည့်ပေးရုံပဲပေါ့နော်ရန်ကုန်တဲ့ဆိုရင်ရန်ကုန်ဖြစ်ပါတယ်ပေါ့ဒီလိုမျိုးလေးတွေမေးတဲ့အခါမှာဘယ်နိုင်ငံကလဲဘယ်ကုမ္ပဏီကလဲဘယ်တက္ကသိုလ်ကလဲဘယ်အိမ်ကဘယ်ကလဲလို့မေးတဲ့အခါမှာဒိုချီတာလေးနဲ့မေးမယ်ဒီလိုပုံစံလေးမေးမယ်ပေါ့နော်အဲ့လိုမေးတဲ့အခါမှာနော်ဘယ်နိုင်ငံကလဲလို့မေးရင်နိုင်ငံနာမည်ဖြည့်ပေးရမယ်ဘယ်ကုမ္ပဏီကလဲလို့မေးရင်ကုမ္ပဏီနာမည်ဖြည့်ပေးရမယ်ဘယ်တက္ကသိုလ်ကလဲလို့မေးရင်တက္ကသိုလ်နာမည်ကိုဖြည့်ပေးရမယ်အိမ်ကဘယ်ကလဲဆိုရင်အိမ်ရှိတဲ့မြို့ကိုဖြည့်ပေးရမယ်ပေါ့နော်はいအခုနေဝဒိုချီတာဒက်စ်ကမြန်မာです。会社はどちらですか ?IMC です。大学はどちらですか桜大学です。うちはどちらですかヤンゴンです。ヤンゴンဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကြည့်မယ်နော်။နောက်တစ်ခုကနံပါတ်5ကိုရဲဆိုတဲ့အာရဲဝ noun no noun des ကဲကိုရဲဆိုတဲ့အာရဲကじゃအရာဝတ္ထုပစ္စည်းတွေကိုရည်ညွှန်းပြောဆိုတဲ့စကားလုံးဖြစ်ပါတယ်။ဒါအခန်း1မှာတော့ပါပြီးသားပေါ့နော်။အခန်း1မှာတော့ပါခဲ့တဲ့ပုံစံလေးပါ။တော့ခိုရဲဆိုတဲ့အာရဲဝဒါဒါဟူဟာက noun no noun des noun ရဲ့ noun ဖြစ်ပါတယ်ဒီတခါအရှိက noun နေရာမှာဆိုတော့နေရာပြစလုံးတွေလိုက်မယ်နောက်က noun ကကြတော့အရာဝတ္ထုပစ္စည်းတွေထည့်ပြီးတော့သုံးမယ်အရှိကနေရာနိုင်ငံတွေနေရာတွေနောက်ကကြတော့အရာဝတ္ထုပစ္စည်းတွေနဲ့တွဲပြီးတော့သုံးမယ်ပေါ့နော်ဒါထဲမှာ noun တစ်ခုကို not လေးနဲ့ဆက်ပြီးတော့သုံးပေးရတယ်ပေါ့နော် noun no noun des noun ရဲ့ noun ဖြစ်ပါတယ်ပေါ့ကဲဒါဆိုဥပမာစာကြောင်းလေးနဲ့ကြည့်ရအောင်လေအချီဥပမာနံပါတ်1これはどこのカメラですかこれはဆိုတာဒါကဒီဟာကတဲ့どこのカメラですかどこဆိုတာဘယ်နေရာရဲ့ကာမရာဆိုတာကင်မရာဘယ်နေရာရဲ့ကင်မရာလဲတဲ့ကဲဒီလိုမေးတဲ့အခါမှာသူကဘယ်နေရာရဲ့ကင်မရာလဲဆိုတာဘယ်ကထုတ်တဲ့ကင်မရာလဲအဲ့ဒီကင်မရာကိုထုတ်လုပ်တဲ့နိုင်ငံမေးတာဖြစ်ပါတယ် made in ကိုမေးတာပေါ့နော်ဒီကင်မရာကိုထုတ်လုပ်တဲ့နိုင်ငံနေရာကိုမေးတာဖြစ်ပါတယ်အဲ့လိုမေးတဲ့အခါမှာဒီကင်မရာကိုထုတ်လုပ်တဲ့နိုင်ငံရဲ့နာမည်ကိုဖြည့်ပေးရပါမယ်ဒီဒုခုနေရာမှာဒီကင်မရာကိုထုတ်လုပ်တဲ့နိုင်ငံထည့်မယ်နော်နောက်ကအဖြေလေးကိုကြည့်လိုက်တဲ့အခါကျတော့အမေရိကန်နော်ကာမရာဒက်စ်အမေရိကဆိုတာအမေရိကရဲ့ကင်မရာဖြစ်ပါတယ်ဆိုတော့အမေရိကကထုတ်တဲ့ကင်မရာပါ made in USA ပေါ့နော် made in USA ဆိုရင်ဒါအမေရိကထုတ်တဲ့ကင်မရာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဆိုရဲဝအဲ့ဒါကဒုခုနော် wine desk က wine ဆိုတာ wine ဘယ်နေရာရဲ့ wine လဲဆိုတာဘယ်ကထုတ်တဲ့ wine လဲ wine ထုတ်လုပ်တဲ့နိုင်ငံကိုမေးတာဖြစ်ပါတယ်။ကဲတော့ wine ကဘယ်ကထုတ်တာလဲဆိုတော့ဖရန်စုပြင်သစ်ဖရန်စုနော် wine des ပြင်သစ်ရဲ့ wine ဖြစ်ပါတယ်ဆိုတော့ပြင်သစ်ကထုတ်တဲ့ wine ဖြစ်ပါတယ်ပေါ့။နောက်တစ်ခုကကြတော့အာရဲဝဒုခုနော်ခူရူမာဒက်စ်ကအာရဲဝဆိုတာဟူဟာကတဲ့ဒုခုနော်ခူရူမာဒက်စ်ကဘယ်နေရာရဲ့ကားလဲဆိုတာဘယ်ကထုတ်တဲ့ကားလဲကားကိုထုတ်လုပ်တဲ့နိုင်ငံကိုမေးတာဖြစ်ပါတယ်။ကဲနီဟွန်နော်ခူရူမာဒက်စ်နီဟွန်ဆိုတာဂျပန်ခူရူမာကကားဂျပန်ရဲ့ကားဖြစ်ပါတယ်ဆိုတော့ဂျပန်ကထုတ်လုပ်တဲ့ကားဖြစ်ပါတယ်။ made in Japan နော် made in Japan ကိုပြောတာဖြစ်ပါတယ်
ကဲဒီလိုမျိုးမေးတဲ့အခါမှာဒိုခိုနောခါမဲရာဒိုခိုနောဝိုင်းဒိုခိုနောခူရိုမာလို့မေးတဲ့အခါမှာအဲ့ဒီကင်မရာတွေဝိုင်းတွေကားတွေကိုထုတ်လုပ်တဲ့နိုင်ငံကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဒိုခိုနေရာမှာနိုင်ငံနာမည်ထည့်ရမယ်နော်ဒီမှာဆိုရင်အမေရိကန်နောခါမဲရာအမေရိကထုတ်တဲ့ကင်မရာဖရန်စနောဝိုင်းပြင်သစ်ရဲ့ဝိုင်းဆိုတာပြင်သစ်ကထုတ်တဲ့ဝိုင်းနီဟွန်နောခူရိုမာဂျပန်ရဲ့ကားဆိုတာဂျပန်ကထုတ်တဲ့ကားရှေ့မှာဒါအမေရိကတို့ပြင်သစ်တို့ဂျပန်တို့ဆိုတာနိုင်ငံနာမည်ကြီးပေါ့နော်ဒါ made in USA တို့ made in France တို့ made in Japan တို့ပေါ့နော်ဒါထုတ်လုပ်တဲ့နိုင်ငံကိုမေးတာဖြစ်ပါတယ်ကဲနောက်တစ်ခုကကြတော့နံပါတ်6ကိုနောဆိုနောအာနောနောင်ဝဒီမှာဆိုရင်နောက်က N ပေါ့နော် N ဆိုတာလေးကじゃယန်ဂျပန်ရဲ့ငွေကြေးကိုယန်နဲ့သုံးပါတယ်မြန်မာငွေကြေးဆိုရင်ကျွန်တော်တို့ကျပ်နဲ့သုံးတယ်ပေါ့နော်900ကျပ်1000ကျပ်အဲ့လိုမျိုးကျပ်နဲ့သုံးတယ်လို့ဂျပန်မှာကျတော့ယန်နဲ့သုံးပါတယ်အဲ့ဒီယန်ကို N လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့တော့ကိုနောဆိုနောအာနောကအရာဝတ္ထုပစ္စည်းတွေကိုညွှန်ပြောဆိုတာဖြစ်တဲ့အတွက်နောက်မှာနော်လေးပါတယ်ဆိုရင်သူ့ရဲ့နောက်မှာဘာလေးတွဲပြီးသုံးရမလဲဆိုတော့ဘာကိုတွဲပြီးတော့သုံးရမှာလဲဆိုတော့အရာဝတ္ထုပစ္စည်း noun ဆိုတဲ့စလုံးလေးကိုတွဲပြီးတော့သုံးပေးရမယ်ကိုနော noun ဝပါတီကယ်ဝဖြစ်တဲ့အတွက်ကတီးဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဒီ noun က sono noun အဲ့ဒီ noun က ano noun ဟို noun ကအဲ့တော့ယန်ဘယ်လောက်ဖြစ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီနားမှာငွေကြေးပမာဏထည့်ပေးရမယ်နော်ငွေကြေးပမာဏဘယ်လောက်ယန်ဖြစ်ပါတယ်အဲ့မေးခွန်းမေးတဲ့အခါမှာဘယ်လောက်လဲငွေကြေးပမာဏဘယ်လောက်လဲလို့မေးတဲ့အခါမှာဘာနဲ့မေးလဲဆိုရင် ikura နဲ့မေးပါတယ် ikura ဆိုတာဘယ်လောက်လဲ ikura desu ka ဘယ်လောက်လဲ ikura desu ka ဘယ်လောက်လဲလို့မေးတဲ့အခါမှာဒီအရှိမငွေကြေးပမာဏထည့်ပြီးတော့နောက်မှာဗာလေးထည့်ပေးရလဲ n ဆိုတဲ့စလုံးလေးထည့်ပြီးတော့ဖြည့်ပေးရမယ်ပေါ့နော်ကဲဒါဆိုဥပမာစာကြောင်းလေးကြည့်မယ်လေ1ဥပမာနံပါတ်1このクソはクソဆိုတာဖက်နက်เนาะこのクソはဒီဖက်နက်ကတဲ့ ikura desu ka ဆိုတာဘယ်လောက်လဲဒီဖက်နက်ကဘယ်လောက်လဲလို့မေးတဲ့အခါမှာ ikura ဒီငွေကြေးပမာဏကိုမေးတာဖြစ်တယ်ပြန်ဖြေတဲ့အခါမှာငွေကြေးပမာဏဖြေပေးရမယ်ကဲဒီမှာ1500တဲ့ n ဆိုတော့ယန်ပေါ့နော်အဲ့တော့ယန်1500ဖြစ်ပါတယ်ပေါ့ကဲ1500ဆိုတော့1500 n des 1500ယန်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့နံပါတ်2そのカバンはカバンဆိုတာလွယ်အိတ်အဲ့ဒီလွယ်အိတ်ကいくらですかဘယ်လောက်လဲ2300 円ですယန်2300ဖြစ်ပါတယ်အာနိုကာမေရာはいくらですかအာနိုကာမေရာဆိုတာဟိုကင်မရာいくらですかဘယ်လောက်လဲတဲ့ဟိုကင်မရာကဘယ်လောက်လဲဆိုတော့ဒီမှာ16800နော်1000ဆိုလို့ရှိရင်သူက1万6000က6,800ဆိုရင်800ခုအဲ့တော့1万6,800円ですဟုတ်ပြီနော်အဲ့တော့1万6,800円でယန်16800ဖြစ်ပါတယ်ပေါ့ကဲတော့ဒါကကြတော့ဒါဈေးနှုန်းငွေကြေးပမာဏကိုမေးတဲ့ဖြည့်တဲ့ပုံစံလေးပေါ့နော်အရှိမကျွန်တော်ပစ္စည်းလေးတွေကိုသိချင်တဲ့ပစ္စည်းလေးကိုထည့်ပြီးတော့နောက်ကဈေးနှုန်းမေးမယ်ပေါ့နော်ဈေးနှုန်းမေးမယ်ဆိုရင်ဘာနဲ့မေးမှာလဲအီကူရာနဲ့မေးပါမယ်ဒါဈေးတွေဘာတွေဝယ်တဲ့အခါမှာဒါဈေးမေးတဲ့ပုံစံလေးတွေပေါ့နော်ကဲဒါဆိုရင်အခန်း3ကတော့ဒီအထိဖြစ်ပါတယ်ကဲဒါလေးတွေကိုပြန်ကြည့်ထားမယ်နော်